ချို့ဆိုဘရိတ်သားမှမဝင်ဘူးတရားတခါမှတရားစကားမဝင်ဘူးဆိုတဲ့လူလည်းရှိတယ်အဲ့လိုလူမျိုးတွေအတွက်ပြောရမယ်နော်ထိုင်းနေစဉ်မှာအထုပ်ပုံကို2မျိုးလောက်ပြောခြင်းတယ်ပထမတစ်မျိုးကဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုကိုဒလဇက်လိုက်တည်တဲ့နေပေါ့စိတ်ကလေးကိုလျှော့ထားခန္ဓာကိုယ်အခြေအနေနော်အစဉ်အပြေဆုံးအနေအထားမျိုးလေးနဲ့ထိုင်ဟုတ်လားပြီးရင်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်တဲ့ထိမှုကိုလိုက်တည်တယ်ဝင်လေဝင်တိုင်းနာသီပြတနေရာကိုထိပြီးတော့ဝင်သွားတယ်သိနိုင်တယ်နော်ထွက်လေထွက်တဲ့အခါမှာလည်းနာသီပြတနေရာကိုထိပြီးတော့ထွက်သွားတယ်အဲ့ဒီထိတာလေးကိုပဲဒလဇက်လိုက်ပြီးတော့တည်တယ်ဒါဝိဘုစရောဘုရားကြီးပေးတဲ့နီးအလွန်ထိရောက်တဲ့နီးလို့ဘုံဘွားဆိုရင်လေငါလို့ရမှာကထိတာကိုဒလဇက်တည်နေဖို့ပဲတည်ရင်နဲ့တိမ်မွေ့သွားတာလည်းရှိလိမ့်မယ်တိမ်မွေ့သွားလို့ရှိရင်နူးညံ့သွားလို့ရှိရင်ထိမှုတိတ်မထင်ရှားရင်တည်နိုင်တဲ့စွမ်းအားကိုပို့ပြီးတော့ညှင့်ရမယ်တိမ်မွေ့သွားပြီအဲ့တိမ်မွေ့တာလေးကိုပဲလိုက်တည်အောင်လုပ်မယ်ဟုတ်လားဒါပဲနီးရမှာမခက်